ဒီနေ့မှာတော့ကျွန်တော်တို့အနေနဲ့ပေါ့နော် Google Gemini ရဲ့ Canvas function ကိုအသုံးပြုပြီးတော့ကျွန်တော်ရဲ့ YouTube channel ကို research လုပ်တဲ့အကြောင်းလေးပြောပြသွားမှာပါဒီမြင်ကွင်းမှာဆိုလို့ရင်ကျွန်တော်တို့ Google Gemini ကိုတွားလိုက်တယ်ပေါ့နော်ပြီးရင် Canvas ဆိုတဲ့ဟာလေးကိုရွေးလိုက်တယ်ပြီးရင်ကျွန်တော်ရဲ့ channel နာမည်ကိုမှရိုက်ရှာလိုက်တယ်ပေါ့နော်ကျွန်တော် channel research လုပ်ပေးပါဆိုပြီး instruction ပေးလိုက်ပါတယ်အဲ့ဒါဆိုလို့ရင်ကျွန်တော် Google ကနေကျွန်တော် channel ရဲ့ subscriber count နေပြီးတော့အားသာချက်တွေအားနည်းချက်တွေပြီးတော့ကျွန်တော်ကအရင်ရှိသချင်းတွေတင်တာဆိုတော့အခုလက်ရှိနောက်ပိုင်းမှာကျွန်တော်ရဲ့ topic ချိန်တာတွေနဲ့ပတ်သက်ကွာဟာချက်တွေအကြောင်းကိုသူ့ဘက်က research လေးလုပ်ပေးပါတယ်ကျွန်တော်အနေနဲ့ future မှာပေါ့နော်တင်ဖို့ရဲ့ topic တွေအတွက် data analysis dashboard လေးတစ်ခုကိုစောက်ဖို့လဲကျွန်တော် Canvas function ကိုအသုံးပြုသွားရပေါ့နော်အဲ့ဒါလေးကတော့ဒါဒီနေ့ topic အတွက်အကောင်းဆုံးတော့ကျွန်တော်အနေနဲ့ဝေမျှပြီးခြင်းတဲ့အကြောင်းအရာလေးပါရလာတဲ့ dashboard လေးကိုကျွန်တော်တို့ share လုပ်ပြီးတော့ public link နဲ့ပေါ့နော်ကျွန်တော်တို့တခြားသူတွေကိုဝေမျှပြီးလည်းကြည့်လို့ရတယ်အဲ့ထဲမှာဆိုရင်ထူးခြားတာကတော့ကျွန်တော် channel ရဲ့အဓိကဘယ်လိုပြောမလဲ key metric channel metric overview တွေပါတယ်ပြီးလို့ကျွန်တော်တို့ interactive လုပ်လို့ရတဲ့ chat တွေပါတယ်ပေါ့နော်အဲမှာဆိုကျွန်တော် channel ရှိသချင်းဆိုလူကြီးများတယ်ပေါ့နော်လူကြိုက်များပါလို့ဆိုကျွန်တော်သချင်းတွေကကျွန်တော်မဟာဂီတာကိုလေ့လာခဲ့တော့သချင်းပုတ်တွေဖြစ်တာကြောင့်မလို့ပေါ့နောက်တစ်ခုကကျွန်တော် future group projection ပေါ့နော်ဒီလာမယ့်ကြားမှာဆိုဘယ်လိုပုံစံသွားမလဲဆိုတဲ့ research ဘိုင်းတွေပါတယ်ပြီးတော့ဘယ် topic တွေကိုဘယ်လိုမျိုးအကြောင်းအရာတွေပြောမလဲပေါ့နော်နောက်ဆုံးကတော့ကျွန်တော်တို့အဲ့ဒီမှာ Gemini ရဲ့ Flash 3 Flash 2ကိုအသုံးပြုပြီးကျွန်တော်လိုချင်တဲ့ idea လေးတွေကိုပြောလိုက်တာနဲ့သူ့ဘက်က research လုပ်ပေးပေါ့နော်ဥပမာကျွန်တော်ခဲညင်ဒီစိုက်မယ်ပေါ့နော်ဘာမှမျိုးရင်းစိတ်ကိုပဲစိုက်ချင်တာပေါ့နော်ကျွန်တော်တို့ဒီmusic အထုတ်တွေကိုမစိုက်ချင်ဘူးဆိုချိန်မှာလည်းသူ့ဘက်ကနေဒါကျွန်တော်တို့ data ထုတ်ပြရဆိုတကယ်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ဒီ Google Gemini ရဲ့ Canvas function ကိုအသုံးပြုပြီးတော့ကျွန်တော်ဘက်က data analysis dashboard လေးတစ်ခုစောက်ထားပါပေါ့နော်အဲ့ဒီဟာကိုဒီကဝေမျှချင်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်